အကိုတို့အမားတို့ကျွန်တော်ရုပ်ထရမျိုးကိုဘာကြောင့်နေပူတဲ့အချိန်မလားလဲသိကျင်တာလဲဆိုရင်အခုပဲကြည့်ကျွန်တော်အရန်ပူတယ်ခင်ဗျပြီးတော့ခုနကကျွန်တော်ပြတာဟိုးနမှာကပ္ပကင်နေကျွန်တော်စင်စကမ်းဘက်ကိုမသွားခင်မှာဒီမှာစီးနေနော်ဒီမှာစီးနေရှိရယ်စင်စကမ်းဘက်ကိုမသွားခင်မှာကျွန်တော်တို့ဒီလေကောင်မှာလယ်မဲ့နေရာတစ်ခုရှိသေးတယ်နော်အဲ့ဒါဘယ်နေရာဖြစ်မလဲဆိုတာကျွန်တော်နဲ့တူလိုက်ကြည့်လို့ရပါတယ်နော်ပြီးလို့ရှိရင်ဘာကြောင့်ဒီနေရာကိုရုပ်ထရမျိုးဆိုတာဗျာလယ်မဲ့နေရာတအားပေါ်တယ်နော်ဒီမျိုးဟောင်းတစ်ခုလည်းရှိရမှာအကိုတို့အမတို့မျိုးဟောင်းကိုလယ်ပြီးပြီဆိုလို့ရှိရင်ခုနကကျွန်တော်ပြလမ်းလျှောက်လာခဲ့လိုက်လမ်းလျှောက်လာပြီးလို့ရှိရင်စင်စခန်းကိုမရောက်ခင်မှာကျွန်တော်ကားရက်ခိုင်းထားတဲ့နေရာလေးရဲ့ရှေ့လေးမှာကျွန်တော်လယ်မဲ့နေရာတစ်ခုရှိသေးတယ်အဲ့နေရာလေးကိုကျွန်တော်တို့တစ်ခါလိုက်ကြည့်အောင်ရုပ်ထရမျိုးဟောင်းကိုမနက်ပိုင်းလာမလဲသိဘူးနေ့လယ်ပိုင်းလာမလဲသိဘူးဘာကြောင့်လဲဆိုတော့ဒီလိုအပူဓာတ်ကိုခံရမယ်နော်ပြီးရင်ခုနကကျွန်တော်ပြောတဲ့စင်စခန်းကိုမသွားခင်မှာကျွန်တော်ကားရက်မဲ့ပါကင်လေးရှိရနော်ကားရက်မဲ့ပါကင်လေးရရင်တော့ကျွန်တော်ဒီထဲမှာလဲလို့ရပါသေးတယ်ခင်ဗျနော်ဒီထဲကိုလဲပြီးကမှကျွန်တော်တို့စင်စခန်းကိုသွားမယ်နော်ဒီထဲကိုလဲပြီးကမှကျွန်တော်စင်စခန်းကိုသွားမယ်ဒီထဲမှာဘာရှိမလဲဆိုတာကျွန်တော်နဲ့တူစိတ်ဝင်စားလေးလိုက်ကြည့်ပေးပါလို့ကျွန်တော်ဒီမှာဖျားဖူးမယ်နော်ကျွန်တော်ဒီမှာဖျားလာဖူးမယ်ဒီနားလေးမှာဖျားဖူးမယ်နော်ဖျားဖူးလို့ချင်းကျွန်တော်တို့သွားမယ့်နေရာလေးရှိရဲဒီဘက်ကိုလိုက်ဖျားဖူးမယ်နော်ဒီမှာခဏလေးမောနားပြေမယ်နော်ညောင်းပြေညာလေးနားပြေမယ်ဒီနေရာလေးရညနေပိုင်းဆိုရင်ဒါမေးအေးတယ်ဗျာလေလို့ပလို့ကောင်းတယ်နော်ညနေဘက်ဆိုရင်ဒီနေရာလေးရတာလေလို့ကောင်းတယ်နှကမကြာတားပူတယ်ချွေးထွက်တယ်လမ်းသွားတာများတဲ့ခါကျပင်မန်းတယ်အကိုတို့အမားတို့ကကျွန်တော်ပြောနေရုပ်ထရမျိုးဆိုတော့မျိုးဟောင်းဆိုတာနောက်ဆုံးမှလဲသိတဲ့နေရာလေးပေါ့နော်ကျွန်တော်တို့ရုပ်ထရမျိုးကိုအလဲလာမယ်ဆိုလို့ရှိရင်ရုပ်ထရမျိုးဟောင်းနောက်ဆုံးမှလဲသိနေဘာကြောင့်လဲဆိုတော့သူကလဲမဲ့နေရာများရဲ့အတွက်ကြောင့်နောက်ဆုံးမှလာပြီးအချိန်ပေးရမယ့်နေရာခင်ဗျကျွန်တော်တို့ကြက်ဖေးရတို့နော်ကျွန်တော်တို့ပြီးလို့ရှိရင်ရေပေါ်သေးတို့ဝတ်ထက်ကလောတို့ဆိုတာအချိန်နည်းတယ်ဗျာသူကအချိန်နည်းတဲ့နေရာအဲ့နေရာတွေကိုအရင်ဆုံးလိုက်လဲပြီးကမှကျွန်တော်ရုပ်ထရမျိုးဟောင်းနောက်ဆုံးမှလာပြီးတော့စိတ်ကြိုက်လဲလို့ရတယ်နေလဲအေးတယ်နော်ညနေပါဆိုနေလဲအေးတယ်နော်ဒါချက်လောက်ကြည့်ကြအောင်နော်ဒီဖျားရရှိတဲ့နေရာကြီးနော်ဒီဗီဒီယဘယ်နေရာမှာရှိရဒီဗီဒီယဘယ်နေရာမှာရှိရဒီဗီဒီယဘယ်နေရာမှာရှိရဒီဗီဒီယဘယ်နေရာမှာရှိလဲဆိုတာကိုအကိုတို့မှတော့မသိဘူးနော်ကျွန်တော်တို့ဒါမှလာလဲပြီးတဲ့အခါကျကျွန်တော်မောပြေဒီနေ့မှလာပြီးတော့ခုံနှန်းလေးမှလာထိုင်မှာပေါ့နော်ကျွန်တော်ခဏလေးပေါ့10မိနစ်15မိနစ်လောက်ကလေးဒီနေ့မှလာထိုင်မှာပေါ့နော်အဲဒီနေ့မှအမောပြေမယ်အမောပြေအောင်ထိုင်ပြီးနားပြီးဆိုတာမှကျွန်တော်စင်စခန်းကိုသွားမယ်နော်ဒီနားမှာစင်စခန်းရှိတယ်ဒီမှာအမောပြေတော့နားပြီးမှစင်စခန်းကိုသွားမယ်ဟုတ်ကဲ့နော်တမလီကောင်းလေးတန်းရှိဝင်နေကျွန်တော်ဒီမှာ9ပါးကြည့်လို့ရတယ်နော်ကျွန်တော်ဒီမှာအမောပြေစိတ်ပြေလက်ပြောက်ပါဗျာဒီနေ့မှနေပူထဲမှာကျွန်တော်သွားထားတဲ့အတွက်ကျွန်တော်ဒီမှာအမောဖြေနဲ့ခဏညောင်းမြညာပြေနေပြီးကမှကျွန်တော်စင်စခန်းသွား